ခါရှင်သာမဏေပြုကစကိုင်းမုံပင်ကြောင်းကြီးကြောင်းရဲ့ဆရာတော်ဖယားဓမ္မကြီးညာတိယူကအရှင်ခေမိန်ဒါရီလူအမိတွင်ကစာပေပညာခွေရှာပါယာအသက်20ပြည့်လို့တဟန်ပေါင်းဝင်သည်73နှစ်သားရွယ်၌ရန်ကုန်မြို့ကြောင်မြက